ရှစ်လေးလုံးက24နှစ်ပြည့်မြောက်ခဲ့ပြီဒါအခုဆိုငွေတုတယ်ဖြစ်တယ်ဆိုတော့ဒီလို24နှစ်ပြည့်မြောက်ခဲ့တဲ့ကာလမှာကျွန်တော်တို့တွေ့ကြုံရတဲ့အခုအခြေအနေလေးရာဆိုလို့ရှိရင်အခုဆိုအခုတက်လာတဲ့2010ရွေးကောက်ပွဲကနေတက်လာတဲ့ဒီဥသိမ်းစိန်အစိုးရအဖွဲ့မှာပါတယ်ပြည်တော်စုဝန်ကြီးအဖွဲ့ကဟာဦးအောင်မင်းနဲ့တကွာဦးစိုးသိန်းတို့ဘာလို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြည်ထဲမှာရှိတဲ့ကျွန်တော်တို့ညီကိုတွေ88မျိုးဆက်ကျောင်းသားတွေကို88ရဲ့လှုပ်ရှားမှုတွေကိုထောက်ကူပေးတဲ့သဘောမျိုးနဲ့အခုရှစ်လေးလုံးနှစ်ပတ်လည်နေ့ကိုထူးထူးခြားခြားသူတို့ကကျင်းပခွင့်ကိုဒီပေးခဲ့တယ်လို့သူတို့ပြောတယ်ဆိုတော့အခုပုံစံလေးအနေထားရဆိုလို့ကျွန်တော်တို့က1988ကဖြစ်ပျက်ခဲ့တဲ့ခုနလိုဒီစစ်အာဏာရှင်ရေးဆက်ဆက်နဲ့တပ်ဖြတ်ခဲ့တဲ့ဟာတွေကိုကျွန်တော်တို့ဒီနေရာမှာအတိအမှတ်ပြုခံလိုက်ရတဲ့သဘောလောက်ကိုကျွန်တော်တို့ရှိနေတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့ကအခုဆိုလို့ရှိရင်လည်းခုနလိုမြန်မာနိုင်ငံအခြေအနေအတဖြည်းဖြည်းနဲ့ခုနဘာလို့သကွဲဝိုင်းပုံမှာဖြေရှာရင်းနဲ့ခုနလိုကျွန်တော်တို့ပြုပြင်ပြောင်းလဲမှုတွေတဲ့တစ်ဆင့်ပြီးတစ်ဆင့်တက်လာတာကိုလည်းကျွန်တော်တွေ့ရတယ်တစ်ဖက်မှာလည်းဆိုလီဆိုတာတစ်ဖက်မှာလည်းဒီဖိနှိပ်မှုတွေတိကျမှုတွေကလည်းတစ်ဖက်မှာလည်းရှိနေသေးဖြစ်နေတယ်အဲ့တော့အဲ့ဘက်နှစ်ဖက်ကိုကျွန်တော်ချိန်ပြီးတော့ကြည့်ချင်းအားဖြင့်လက်ရှိအစိုးရအနေနဲ့ဥသိမ်းစိန်အစိုးရအနေနဲ့ဒီတဲ့ပုံမူပြီးပွင့်လင်းတဲ့လုံဆောင်မှုတွေကိုပုံပြီးလုပ်ပေးဖို့လိုအပ်သေးတယ်လို့ကျွန်တော်တို့မြင်တယ်ဒါကခုနအလုံးစုံပြောင်းလဲလာတယ်လို့ကျွန်တော်တို့ယူဆလို့မရဘူးလက်ရှိဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားမှုတွေကလည်းဒေါ်အောင်ဆန်းစုကြည်ကြိုးစားဆောင်ရွက်မှုတွေကိုလည်းလှုပ်ရှားမှုလုံဆောင်မှုတွေကိုလည်းတစ်ဖက်ကဖွင့်ပေးထားတယ်တစ်ဖက်မှာလည်းခုနလိုလွတ်လပ်မှုတွေကိုပေးသားတော့ညာလဲတစ်ဖက်ကကျွန်တော်တို့အောက်ခြေလူတန်းသားတွေဖြစ်တဲ့ဈေးတွေပြန်ကြဈေးတွေအဆုံးခုနမလွတ်လပ်တာတွေကိုလည်းတွေ့နေရတယ်ဈေးတွေရဲ့ခုနလိုကြုံတွေ့နေရတဲ့အခက်အခဲလူသမားတွေကြုံတွေ့နေရတဲ့အခက်အခဲအကြက်တဲတွေကိုကျွန်တော်တို့ဒီဘက်မှာလည်းတစ်ခါပြန်ပြီးတော့သူကဒီလက်ဖိထားတာလေးရှိနေသေးတယ်အဲ့အတွက်အဲ့ဘက်နှစ်ဖက်ကိုကျွန်တော်ဘဲလင်းကြည့်ဖို့လက်ရှိနိုင်ငံတော်အစိုးရအနေနဲ့တော်တော်လေးကိုဟိုပါပေါ့ဒီနေ့သရာလေးနဲ့ပြောင်းလဲဖို့လုပ်စေခြင်းနဲ့ကျွန်တော်တို့ကအခုလက်ရှိဒီဥသိမ်းစိန်အစိုးရကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးတင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေလေးတွေကခုနလိုဒီဘက်မှာတစ်ဖက်မှာဖိနှိပ်ခံနေရတာလေးအနည်းငယ်ရှိသလိုတစ်ဖက်မှာလည်းပြောင်းလဲပြုပြင်လာတဲ့ပြောင်းလဲလာတဲ့အခြေအနေတွေကအနည်းငယ်ရှိလာအဲ့ဘက်တစ်ဖက်ဘဲလေးကြည့်ပြီးဆိုရင်ကျွန်တော်တို့ရဲ့နိုင်ငံတော်ကပြည်တင်အေးချမ်းမှုတွေကိုမလွဲမသွေရောက်သွားမှာဖြစ်တယ်အဲ့ဒီအချိန်ကကျွန်တော်တိုင်းပြည်ထဲမှာရှိတဲ့ကျွန်တော်တို့တမျိုးသားလုံးအမျိုးသားပေါင်းစုံလွတ်လပ်တဲ့အခြေအနေကိုဟိုပါပေါ့ကျွန်တော်တို့ခံစားရမှာဖြစ်တယ်ဒီအတွက်ကြောင့်ကျွန်တော်လွတ်လပ်တဲ့အခြေအနေတွေကိုခံစားရဖို့ကျွန်တော်တို့အခုကြားရောက်တဲ့24နှစ်မြောက်နှစ်ပတ်လည်ရှစ်လေးလုံးနှစ်ပတ်လည်ခန်းနားနေပြီးတော့ဒီသမ္မတကြီးဦးသိန်းစိန်နဲ့တကွာဒီဘက်ဒီဟိုပါပေါ့တာကျုံမင်းအွန်လိုင်းလို့အနေနဲ့ရှော့တင်တာတွေရှော့ပြီးတော့ညှိတင်တာတွေကိုညှိပြီးပြုပြင်ပြောင်းလဲတင်တဲ့ဟာတွေကိုအမြန်အစံလေးပြုပြင်ပြောင်းလဲပေးပါလို့ကျွန်တော်တို့တိုက်တွန်းပြရင်းနဲ့ဒီကုန်းချုပ်ပါဗျာဟုတ်ကဲ့ဘုရားကိုဝင်ပါတယ်ကျွန်တော်ဝင်းရွှေပါဖိုးဝင်းမျိုးရဲ့နိုင်ငံရေးလှုပ်ရှားမှုမှာလှုပ်ရှားတာနဲ့ activist တယောက်ဖြစ်ပါတယ်ကျွန်တော်ကအခုဆိုလို့ရှိရင်ဖိုးဝင်းမျိုးမှာရောက်နေတာကတော့14နှစ်ရှိပါပြီဟလာကျွန်တော်တို့တောတွင်လှုပ်ရှားမှုဘန်ကောက်လှုပ်ရှားမှုအမေရိကန်လှုပ်ရှားမှုတွေမှာအဖက်ဖက်ကနေပါဝင်လှုပ်ရှားလာခဲ့တဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဟလာ1988ခုနှစ်ကနေအခုချိန်ထိဆိုလို့ရှိရင်24နှစ်ပြည့်သွားပါပြီ24နှစ်ပြည့်တဲ့အချိန်ကာလအထိပြောင်းလဲမှုကတော့ရာခိုင်နှုန်းကပြောမယ်ဆိုလို့ရှိရင်တော့5% လောက်ပဲရှိပါသေးတယ်ဟလားဟိုဘာမှတော့တိတ်တော့တိတာထင်ရှားမြင်သာတဲ့ဟလားပြောင်းလဲမှုကြီးကိုတစုံတရာမှမတွေ့သေးဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဟလား2010ရွေးကောက်ပွဲကနေအခုချိန်ထိဆိုလို့ရှိရင်ဟလားဟိုကြီးရွာအဆင့်ကနေတိုင်းနဲ့ပြည်နယ်အရှင်းထိဟလားဘာမှအုပ်ချုပ်ရေးဘိုင်းကအစဥပဒေဘိုင်းကအစဘာမှထင်သာမြင်သာရှိတဲ့လှုပ်ရှားမှုတွေပြောင်းလဲမှုတွေဘာမှမတွေ့ရသေးဘူးဟလားရွေးကောက်ပွဲကလည်းအခုဆိုလို့ရှိရင်2နှစ်ရှိသွားပြီဟလား2နှစ်ပြည့်တဲ့အထိကိုလွတ်တော်တွင်မှာလည်းဟိုမဲရပြောင်းလဲမှုရှိဘူးဒါပေမဲ့မနေ့တုန်းကဒေါ်ဆန်းစုကြည်ကိုလွတ်တော်တွင်မှာဟလား
ဥပဒေစိုးမိုးရေးဥက္ကဋ္ဌအဖြစ်နဲ့ဟုတ်လားကော်မတီမှာဥက္ကဋ္ဌအဖြစ်နဲ့ရွေးချယ်လိုက်တဲ့အပိုင်းတော့ဒါကတော့ဝမ်းသာစရာလို့တော့ပြောရမယ်နောက်တစ်ခုကဦးသိန်းစိန်အစိုးရအနေနဲ့ဟုတ်လားအုပ်ချုပ်ရေးပိုင်းကောဟုတ်လားဒီတရားစီရင်ပိုင်းမှာကအစအကုန်လုံးပေါ့ဟုတ်လားမိမိတို့ရဲ့ပိုင်ဆိုင်မှုတွေအနေအထားကိုဟုတ်လားထုတ်ရှိုးပြမယ်လို့ဟုတ်လားဦးသိန်းစိန်အစိုးရနေထုတ်ပြန်တဲ့အပေါ်မှာလဲကျွန်တော်တို့ကတော်တော်အားရချင်မိပါတယ်သို့တော်ညာလေဒီနေ့တိုင်းပြည်တွင်းမှာ24နှစ်ကာလအတော်တွင်းမှာနော်ဘာတွေဖြစ်နေလဲဆိုလို့ရှိရင်အခုအခြေခံဥပဒေကိုတစ်ခါစပြောမယ်ဆိုလို့ရှိရင်ဗျာသမရပေါ်မှာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကရှိနေတယ်ဟုတ်လားဒီကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရှိနေတယ်ဆိုရင်သမရရဲ့လုပ်ပိုင်ခွင့်ဘယ်လောက်ရှိမလဲဒီအပေါ်မှာကျွန်တော်တို့စကားပြောမယ်နောက်တစ်ခါကျွန်တော်တို့ခဏတော့ပြောသလိုအောက်ခြေမှာဥပဒေကဘာမှစိုးမှုမရှိသေးဘူးလှုပ်ချင်လို့လှုပ်တယ်အခုအလုတ်သမားအလဲသမားတွေပြဿနာဘယ်လိုဖြေရှင်းပေးမလဲဒီဖြေရှင်းနည်းကအခုထိုင်းမှာဖြေရှင်းသွားတဲ့ပုံစံတွေကြည့်ပါနမူနာယူသင့်ပါတယ်ဟုတ်လားအလုတ်သမားတွေဒုက္ခကိစ္စနဲ့ပတ်သက်လို့ဆန္ဒပြလာခဲ့တယ်ဆိုလို့ရှိရင်အစိုးရကနေဒါတိုင်းဝင်ရောက်ပြီးတော့ညှိနှိုင်းဆွေးနွေးပေးတယ်ဟုတ်လားလေယာမြေသိမ်းဆဲတဲ့ကိစ္စတွေနော်အခုနိုင်ငံတစ်ဝန်းလုံးဖြစ်နေတဲ့ကိစ္စကိုဟုတ်လားလေသမားတွေကိုနိုင်ကအခုကမြိတ်နေခေါ်တယ်ဘမသွားပြီးတော့ဘာလို့စားမှာလဲအကောင်လုံးကရှင်းပြောတထောင်းစားလို့နေရမှာလားဟာလေလောက်လာခဲ့တာမိဘဘိုးဘွားလေပိုင်ကြီးတွေဟုတ်လားဒါတွေကိုလှုပ်စားလာခဲ့တာကဲဒီလိုအလွဲသုံးစားလုပ်တော့ဟုတ်လားလုပ်မယ်ဆိုလို့ရှိရင်ပြည်သူတွေဘလို့စစ်ဆက်တော့ဘလို့အခန်းကဏ္ဍတွေဘလို့ရက်တည်သွားနိုင်မလဲတိုင်းပြည်မှာရှင်းပြောလို့ရှိရင်ဒါအုပ်ချုပ်ရေးတရားရေးလို့ဆိုတာကသိရေးချီတာတရားရေးပေါ်မှာတရားရေးမှန်တိုင်ကရှင်းပြောလို့ရှိရင်စီမံခန့်ခွဲမှုညံ့ပြင်းနေဆိုလို့ရှိရင်တော့တိုင်းပြည်မှာတော့ပြည်သူတွေကဆက်လက်ပြီးတော့ဒုက္ခရောက်နေဦးမှာပဲဒီအတွက်ကြောင့်မို့ခဏဒေါ်စန်းစုကြည်လွတ်တော်တွင်းမှာတရားရေးကော်မတီမှာဥက္ကဋ္ဌအနေနဲ့အခုပါဝင်လာတဲ့အတွက်ကိုတော့ကျွန်တော်တို့အနေနဲ့ကြည်နဲ့ကြီးနဲ့ကိုထောက်ကန်တယ်တကယ်လဲရှင်းပြောရင်ဝမ်းလဲဝမ်းသာတယ်အဲ့ဒါအတွက်ကြောင့်မို့အခု24နှစ်ပြည့်ရှစ်လေးလုံးအခမ်းအနားနေ့မှာဦးသိန်းစိန်အစိုးရအနေနဲ့တိုင်းပြည်ကိုအမြန်ဆုံးတစ်ဆင့်ပြီးတစ်ဆင့်ပြောင်းလဲအောင်အမြန်ဆုံးကြိုးစားပေးပါလို့ပြောရင်ဒီကိုချုပ်ပါတယ်ကျွန်တော်ကတော့မန္တလေးတိုင်းအနောက်တောင်မြို့နယ်အဖွဲ့ချုပ်အဖွဲ့ဝင်စီယုံရေးတာဝန်ခံတယောက်ဖြစ်ပါတယ်ကျွန်တော်အမေရိကကိုရောက်လာတဲ့အကြောင်းရင်းကတော့2003နှစ်မေလ30ရက်နေ့ဒီဘက်တွင်လောက်ကျန်တပ်ပြမှုကိုကဘာကသိအောင်ဥစွာပထမဖော်ထုတ်ပေးနိုင်ခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ်ဒီကနေ့ဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ရှစ်လေးလုံးတပြည်လုံးလူတို့အုံကြွစန္ဒပြတဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးဟာဒီကနေ့8 ရက်8လ2012မှာဆိုရင်24နှစ်တင်းပြည့်တဲ့အခါသမယကိုရောက်တဲ့အချိန်မှာကြံခဲ့တဲ့24နှစ်ကလိုနိုင်ငံအတွက်ခံစားမှုမျိုးတွေနဲ့ကျွန်တော်အခုလိုပြောကြခွင့်ရတာကိုအမတန်မှဝမ်းသာပါ88ခုနှစ်လူတို့အောင်ကြွမှုအရေးတော်ဘုံကနေပြီးတော့နိုင်ငံရေးလောကပါတီလောကကိုကျွန်တော်ဟာစတင်ပြီးတော့ချင်းနှင်းဝင်ရောက်လာခဲ့တာပါတကယ်တော့တနိုင်ငံလုံးရဲ့အကြအတဲတွေကိုလူတို့ရဲ့ဆန္ဒပြည်သူတွေရဲ့ဆန္ဒတွေကိုလွတ်လပ်စွာထုတ်ဖော်ခွင့်ရတဲ့နေ့တစ်နေ့ဆိုလို့ရှိရင်လည်းပဲလုံးဝမမှားပါဘူးအဲ့ဒီကနေပြီးတော့အခြေခံပြီးတော့90ခုနှစ်ရွေးကောက်ပွဲမှာတိုင်းပြည်ကိုဥဆောင်နိုင်မဲ့ NLD ပါတီကိုမဲဆန္ဒတွေပေးပြီးတော့ NLD ပါတီဝင်ဖြစ်ကိုလည်း1998ခုနှစ်မန္တလေးရောက်တဲ့အခါမှာကျွန်တော်ကဝင်ဖြစ်တာပါ2003မှာမမျှော်လင့်မဲနဲ့ဒီဘဲရင်ကိစ္စပေါ်ပေါက်လာပြီးတော့ဒီဘဲရင်အဖြစ်မှန်ကိုဖော်ထုတ်ဖို့ရာထိုင်းနိုင်ငံကနေတဆင့်အမေရိကန်နိုင်ငံကိုရောက်ပြီးတော့အခုလို9နှစ်တာတင်းပြည့်တဲ့အထိကျွန်တော်က USA ကိုရောက်နေတာဖြစ်ပါတယ်ဒီကနေ့ပြောင်းလဲလာတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့အစိုးရသစ်သမ္မတဦးသိန်းစိန်ရဲ့
တိုင်းပြည်ပေါ်မှာထားတဲ့စေတနာတွေမေတ္တာတွေကိုအဝဲမှာရောက်နေတဲ့ကျွန်တော်နဲ့တကွကျွန်တော်တို့အတိုင်းဝိုင်းအားလုံးကဦးသိန်းစိန်ရဲ့စေတနာမေတ္တာတွေကိုကြိုးဆိုပါတယ်ကြိုးစုံနဲ့မပြီးသေးပါဘူးသမ္မတဦးသိန်းစိန်နဲ့တကွတာဝန်ရှိအစိုးရဘိုင်းကနေပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသားညီကိုမောင်နှမအားလုံးရဲ့အခက်အခဲပေါင်းစုံအကြက်တဲပေါင်းစုံမှန်သမျှကိုလက်ရှိလုံနေတာထက်အစာပေါင်းများစွာပြုလုပ်ဖို့ရာဆန္ဒကျွန်တော်ပြုပါတယ်တိုင်းပြည်မှာဘက်ဆုံးလိုအပ်ချက်တွေဟာအများကြီးလိုအပ်ပါတယ်မကြခင်2014ခုနှစ်မှာဆိုရင်အာဆီယံဥက္ကဋ္ဌဖြစ်လိမ့်မယ်2015ခုနှစ်မှာဆိုလို့ရှိရင်လည်းပဲရွေးကောက်ပွဲအသစ်တွေပြန်ပြီးတော့လုပ်လိမ့်မယ်အဲ့ဒီအခါမှာလည်းမှန်မှန်ကန်ကန်တိတိကျကျလုပ်ပေးပါလို့ဒီနေရာကနေပြီးတော့သမ္မတဦးသိန်းစိန်နဲ့တကွမြန်မာခေါင်းဆောင်အားလုံးကိုကျွန်တော်ပြောကြားရင်းနဲ့ဒီကုန်းချုပ်ပါတယ် ဟုတ်ကဲ့ကျွန်တော်ကမဝင်းပါဒီနေ့ဟာရှစ်လေးလုံးကြီးဟာ24နှစ်တိုင်ဖြစ်မြောက်ခဲ့ပြီဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့ဒီရှစ်လေးလုံးကြီး24နှစ်ပြည့်မြောက်တဲ့ဥစ္စာအတွက်ပေါ့နော်ကျွန်တော်ဒီနေ့ဝန်내ခြင်းထိမှနဲ့ဒီနေ့ကျွန်တော်တို့တက်ရောက်လာခဲ့ပြီးတော့အခုလိုကျွန်တော်သဘောထားလေးနည်းနည်းကိုကျွန်တော်ပြောခြင်းတယ်ဒီနေ့ဗမာပြည်ကြီးဒီမိုကရေစီလမ်းစဉ်ကိုသွားနေပါတယ်လို့ပြောနေပေမဲ့လည်းပဲဟလာကျွန်တော်အမြင်ပြောရမယ်ဆိုရင်အမှန်ဒီဥစ္စာကခုတည်းထိဒီမိုကရေစီလမ်းကြောင်းပေါ်မှာရောက်ရှိခြင်းမရှိ